video ထဲမှာမြင်တဲ့အတိုင်းပဲကျွန်တော်ကတော့ Amazon ကနေပစ္စည်းလိုက်ပို့တဲ့အလုပ်ကိုပဲစောက်ချပြီးတော့လုပ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့မှခြေစုံပြုတ်ဝင်လိုက်တာပေါ့နော်ဆိုပါစို့ဒီဗီဒီယိုမှာပြတဲ့အတိုင်းပဲကျွန်တော်လိုက်ပို့တယ်ပစ္စည်းသွားယူတယ်ဆက်ရုံကနေပစ္စည်းသွားယူတယ်တကသူတို့မှားတဲ့သူရဲ့အိမ်ထဲရောက်လိုက်ပို့ပြီးတယ်သူက ID ကိုသူတို့ကစစ်တယ်လို့ရှိရင်ကျွန်တော်တို့သွားမယ်လိမ့်ပြတယ် How's it going? God, that was a lot of cars waiting. Yep. Oh my God, who the hell cares? Okay, thank you. Sussy baka. Told you I don't mean that I'm a galon pini. နောက်တရင်ဆက်သွားတယ်ဒါမျိုးပေါ့နော်တခါလေကျတော့လေဟိုမြို့ရဲတွေမှာဟိုတိုက်ခန်းနေလိုက်ပို့ရတဲ့အခါတွေလည်းအချိန်တွေလည်းရှိတယ်ဒါပေမဲ့အဲ့တိုက်ခန်းနေလိုက်ပို့ရတဲ့အချိန်တွေဆိုတော့တော်တော်စင်ကြပေါ့ကောင်းတယ်ရက်ကွက်တိုင်းမှာလိုက်ပို့ရတဲ့အိမ်တွေကတော့အိမ်တွေကိုလိုက်ပို့တဲ့အခါကျတော့တော်တော်လေးအဆင်ပြေတယ်ဟိုတခုမရှိဟိုခွေးအဲ့ကျရင်တို့ခွေးတွေကိုသူတို့ရဲ့ level အပတ်နဲ့ပေါ့နော်လျှက်စစ်Navigation started. The U-turn on a driveway, then turn left onto South Street. 7. Okay. 7. Here we go. Number 7. July 28ရက်နေ့ကတည်းကစပါအောင်လေဟာအခုနောက်ဆုံးရက်ပဲနေ့ရက်ထိလေဆိုတော့အောက်တိုဘာ12ရက်နေ့အထိပေါ့မစိုးပါဘူး Tell them to bring me my money. Yeah!